အားလုံးပဲမင်္ဂလာပါဆန်းဆက်ရဲ့ No Secret Japanese channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်အားလုံးပဲဒီနေ့တင်သွားပေးမယ့်သင်ခန်းစာလေးကတော့ Busho လို့ခေါ်တဲ့ Kanji Radical Kanji ဆွဲချက်လေးနဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်ဆန်းဆက်အပိုင်း episode 1မှာပြောခဲ့သလိုပဲဒါလေးကိုဘာကြောင့်တင်ရလဲဆိုရင် Kanji တွေကိုအသေးစိတ်ပေါ့နော်ဆွဲချက်အသေးစိတ်တွေကိုတစ်ချက်ချင်းစီအကြောင်းရင်းကနေစပြီးတော့လေ့လာတဲ့အတွက်ခန်းကြီးတွေကိုပို့ပြီးတော့မှတ်မိလွယ်စေပါတယ်ပေါ့နော်မှတ်မိလွယ်စေလို့ဒီခန်းကြီး ready က push လေးတွေကိုသင်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီနံပါတ်1ကိုဆက်သွားမယ်ပေါ့နော်ပထမဆုံးအလုံးလေးရကြတော့ဒါတိုခိုရိုလို့ခေါ်တဲ့နေရာဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့တိုခိုရိုမှာပထမဆုံးဆွဲချက်လေးရကြတော့ဒီမှာပေါ့နော် sunset အပေါ်မှာရေးထားပြီးရဲ့ဘာလေးလဲဆိုရင်သူကသူ့ကိုခွဲထုတ်လိုက်မယ်ဆိုရင်တိုလို့ခေါ်တဲ့တကားရွက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်โอเคအနောက်ကဟာလေးကိုကြည့်မယ်အနောက်ကဟာဆိုရင်onosukuriလို့ခေါ်တဲ့ sunset လို့ပစိန်ပေါ့နော်ပစိန် onosukuri ပစိန်လို့ခေါ်တယ်ပေါ့ဒီနှစ်ခုတိုရယ် onosukuri ရယ်နှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်တိုခိုရိုလို့ခေါ်တဲ့နေရာပေါ့နော်နေရာဆိုတဲ့ခန်းကြီးလေးရမယ်ပေါ့နော်အဲ့တော့ဆန်းဆဲတို့ကဒီနှစ်ခုပေါင်းလို့ရတာကိုတိုခိုရိုနေရာလို့ခေါ်ပါတယ်ဟုတ်ပြီပေါ့နော်အရင်ခန်းကြီးလေးတစ်လုံးရပါပြီအဲ့တော့ဆန်းဆဲဒီဆွဲချက်ကောခန်းကြီးရောနှစ်ခေါက်စီတိုင်းပြီးမယ်တိုတကားရွက်အိုနောစခူရီပစိန်တိုခိုရိုနေရာโอเคစမ်းစစ်ရကြဒီဆွဲချက်တွေရောဒီခန်းကြီးရောပေါ့နော်တခါတည်းကြက်လိုက်ပါတယ်သူတို့ကိုလေတခါတည်းမှတ်မိလွယ်လို့ပါကဲဟုတ်ပါပြီအားလုံးပဲဆေယောနာတာ